ဆိုရင်မူလီတော့အဲ့တော့သူနေရာမှာပြချက်မယ်ရှင်းပြီးနေပြီးတော့မှသူချက်လေးနော်ချက်လေးနဲ့ဒီလိုဆိုရင်တော့အခုကမီလီမီတာပေါ်မူတည်ပြီးဒီမှာထည့်လို့ရနော်ဒီမှာ9လောက်ထည့်နေတယ်9ထည့်လိုက်နော်အခုဒီမှာတော့10လောက်ထည့်ကြည့်အောင်နည်းနည်းမြင့်လေးထားမယ်စပိုး20လောက်ထားပြီနော်အဲ့တော့သူ့ကိုအရစ်တွေပေါ်တော့မယ်သူ့အရစ်ပေါ်မယ်ဆိုတော့အရစ်ပေါ်တဲ့ကောင်သူပါပြရအောင်နော်အရစ်ပေါ်ဖို့တော့နော်မူရိုးအရစ်ပေါ်တဲ့ကောင်လေးကိုပါပြီမယ်နောက်ပြီးတော့သူ့ချက်လေးချိန်ပေးမယ်ဟုတ်ပြီအဲ့ဒါဆိုရင် alignment ချိန်လာပြီเนาะ alignment ချိန်လာပြီဆိုလို့ဆိုရင်ဒါဒီပေါ်မှာဆိုတော့လာပြီမယ်ဒီလိုဆိုရင်ဒီပေါ်ခဏလေးဆောင်းလိုက်လို့ဆိုရင်ဒါဆိုရင်ဒါကြာပါပြီเนาะဒါဆိုလို့ဆိုရင်မူလီရေးလေးရပါတယ်အဲ့တော့သူအယောင်တောင်းလိုက်အောင်နော်အဲ့ဒါဆိုလို့ရှိရင်ဒါရေးရပါတယ်နော်တော့သူဒီမှာထားမယ်ပြီးလို့ရှိရင်မူလီကိုယူလိုက်တော့မူလီယူမယ်မူလီတောင်းလို့ပို့အတွက်ဆိုင်လေးတွေချိန်မယ်ရေကိုရေအကျယ်အစိတ်လေးဟုတ်ပြီပုံထည့်မယ်မူလီပုံထည့်မယ်ဒီသူဒီရဲ့ရှိကြီးနေပြီးတော့မှပုံစံမဖြတ်ချက်နော်ပြီးတော့ဆိုရင်မူလီကောင်းအကျိုးနော်မူလီကောင်းအကျိုးလောက်ပြီးတော့မှဒါဆိုဒီကောင်းနဲ့ line ချိန်နော် line ချိန်မယ်ဒီရဒီ line ချိန်မယ်နောက်တော့နှစ်ခု line ချိန်မယ်တော့ line သူရဲ့အလဲပဲထားမှာလဲသွားမယ်နော်လဲသွားမယ်အလဲရပြီနော်လဲရပြီဆိုရင်သူ့အပေါ်နော်ဒီလိုပေါ့ဆက်တယ်ဟုတ်ဘူးဒီကောင်းရနော်အဲ့တော့သူပဲအအောင်ပြောင်းမယ်တို့လည်းအအောင်ပြောင်းမယ်ဟုတ်ပြီအဲ့တော့သူတို့နှစ်ခုကိုပေါင်းစည်းပေးလိုက်မယ်နော်ပေါင်းစည်းလိုက်ပါမယ်ဟုတ်ကဲ့ဒီလေးရပါပြီဒီလေးရပါပြီမူလေးရပြီဒါဆိုရင် 3D printer နဲ့ထော်လိုက်လို့ရှိရင်ဒါမူလေးလေးအစုံရ